အခုဆက်ပြီးတော့လေ့လာမှာဒါ product ပေါ့နော်အထည်တီဆောက်မယ်ပေါ့အဲ product create လုပ်တဲ့အပိုင်းကိုသွားမယ်နော်အဲဒါကျွန်တော်တို့ product ဆောက်တာပဲတို့ကနော်ကျွန်တော်တို့အဝင်သွင်းတာမဟုတ် product ဆောက်ပြီးမှကျွန်တော်တို့ကဒါ purchase လုပ်ပြီးတော့မှကျွန်တော်တို့ဒါဝင်လို့ရမှာအဲ့တော့ product ဆောက်မယ်ဆိုတော့ဘယ်တွေကိုသွားမလဲ inventory တွေကိုသွားမယ် inventory တွေက product တွေက product ပေါ့နော်ဒီမှာလာလိုက်မယ်အဲ့တော့ကျွန်တော်ကထားပါတော့နော် new ခေါ်လိုက်မယ်အဲ product name ကထားပါတော့ GK ring ပေါ့နော် laptop ပေါ့အဲ့တော့သူဒီproduct type က goods ပဲ component type က jewelry ပေါ့နော်သူဒီအထည်ထွက်တယ်ပေါ့ဟုတ်ပြီအဲ့ဒီ ring ကိုသူကရွှေကဘာနဲ့လှုပ်ထားလဲထားပါတော့နော်ကျွန်တော်က academy နဲ့လှုပ်ထားတယ်ဒီလိုပုံစံထွက်မယ်အဲ့တော့သူ့ရဲ့အထည်ချိန်စုစုပေါင်းကထားပါတော့ကျွန်တော်ကတစ်ချက်လို့ပြောလိုက်မယ်နော်အဲ့ဆိုရင်အတင်ချိန်ကလည်းတစ်ချက်ပေါ့အဲ့အထည်ချိန်စုစုပေါင်းမှာကျွန်တော်ကထည့်မှာနော်ပြီးတော့မှအရောရွှေကထားပါတော့ဒါက brain ပေးရတဲ့အရောရွှေကထားပါတော့ဒီနှစ်ရွေးပါတယ်ပြီးတော့မှကျွန်တော် plus အရောရွှေကနှစ်ရွေးပါတယ်ဒီလိုပုံစံထွက်လိုက်မယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ကတော့လောတယ်ရွှေတယ်ဆိုတော့လောတယ်အောက်ကကြောက်လိုင်းတွေမထည့်သေးဘူးပေါ့နော်ဒီလိုပုံစံထွက်မယ်ပြီးတော့မှသူဒီ test တွေထားပါတော့နော်ဒီ test တွေမသုံးခြင်းမသုံးဘူးပြီးတော့မှဟုတ်ပြီဒီ category ဆိုတဲ့နေရာမှာ RNG ရဲ့ range ဆိုတဲ့ဟာလေးကိုကျွန်တော်ကထည့်လိုက်မယ်ပြီးတော့မှ reference ဆိုတဲ့နေရာမှာကိုပေးခြင်းတဲ့ကုန်းနံပါတ်တစ်ခုပေါ့နော်ထားပါတော့ဒီ product ပေါ်မှာပါလာတဲ့ထားပါတော့ GK 33345စတဲ့ကျွန်တော်တို့တွေကပေးလိုက်မယ်နော်ဒီလိုပုံစံလေးထွက်လိုက်အဲ့ဒါပြီးတော့မှကျွန်တော်ဓာတ်ပုံလေးထည့်လိုက်မယ်โอเคเนาะဒီဓာတ်ပုံလေးဓာတ်ပုံပေါ့เนาะရှင်းရင်ထည့်မယ်ပေါ့เนาะမရှင်းရင်တော့မထည့်တော့အဲ့တော့အထည်တွေပေါ့เนาะအထည်တွေဆိုရင်ကျွန်တော်တို့ကတတိထားမှာ unit တစ်ခုအနေနဲ့ပဲကျွန်တော်တို့စရင်းသွင်းမှာမို့လို့ဒီမှာ unit ဆိုတဲ့ဟာလေးကိုပဲထားမယ်เนาะအထည်တစ်ကွင်းနှစ်ကွင်းတစ်ခုနှစ်ခုဒီလိုပုံစံစရင်းသွင်းကြတာမို့လို့ကျွန်တော်က unit ဆိုတဲ့ဟာလေးထားလိုက်မယ်ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒါအထည်တန်ကြီးကထားပါเนาะသူကျွန်တော်တို့ကိုရောင်းဖို့ system က recommend ပေးတာကဒါက100နဲ့မှ10သိန်းကျော်နော်110သိန်းကျော်ကျွန်တော်တို့ရောင်းဖို့အတွက် recommend ပေးတယ်ဒါကဘယ်ပုံမလဲရွှေပေါ်လဲမူတည်တယ်အထည်ချိန်ပေါ်လဲပူတည်တယ်နော်ဒီမှာရွှေသေးကတော့ဒါ100နဲ့မှ9သိန်းခုနလိုပေါ့နော်ဒီ other price တွေပေါ့ဒါတော့ဒီရောဒွက်ရွှေတွေကပေါင်းလိုက်တဲ့ကြောင့်မလို့ကျွန်တော်ကိုဒီဈေးနဲ့ရောင်းမှဆိုပြီး system mention လုပ်တာပေါ့နော်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်စေးလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်ပြီးသွားပြီပေါ့အဲ့လိုပဲဒီလိုပုံစံလိုပဲအတူတူပဲပေါ့နော်ထားပါတော့တပုံစံနဲ့ပဲဆိုရင်ကျွန်တော်တို့ကခဏ create မလုပ်ချင်ပါလုပ်လို့ရလဲဆိုတော့ဒီကနေနော် action လေးကိုသွားမယ်ကျွန်တော်ဒီမှာ duplicate ဆိုတဲ့အားလေးရှိ duplicate လုပ်လိုက်မယ်ထားပါတော့JK ring ပဲကုတ်နံပါတ်ကကြတော့ထားပါတော့ JK 44455ကျန်တဲ့ information အားလုံးအတူတူပဲဆိုတော့ကျွန်တော်တို့ဘာမှထပ်ပြီးတော့လုပ်ဆရာမလိုတော့ဘူးအဲဒါဆိုကျွန်တော် save လိုက်ဒါတော့ကျွန်တော်ခဏဒါမလုပ်ချင်တဲ့အနေအထားမျိုးတွေကိုကျွန်တော်အခုလိုပုံစံသုံးလို့ရတယ်နောက်တစ်ခုဟုတ်ပြီကျွန်တော် create ထပ်လုပ်မယ်ဒီကတော့ထားပါတော့DKRG range ပဲဆိုပါတော့เนาะအဲ့တော့သူဒီ jewelry ပဲဟုတ်ပြီကျွန်တော်တခြား jewelry ဆိုတော့ကျွန်တော်တို့ကဒါ unit နဲ့ပဲသွားမယ်เนาะအဲ့တော့သူဒီဘာလဲဆိုတော့ RNG range ပဲဆိုပါတော့အဲ့တော့သူကရွှေရဘာနဲ့လှုပ်ထားလဲဆိုတော့ထားပါတော့14ပဲရင်နဲ့လှုပ်ထားတယ်ပေါ့เนาะ14ပဲရင်နဲ့လှုပ်ထားတယ်အဲ့တော့အတင်ရွှေကထားပါတော့ကျွန်တော်က9ပဲတင်တယ်ပေါ့နော်9ပဲအထည်ချင်းစုစုပေါင်းက9ပဲပေါ့နော်9ပဲဆိုတော့အဲ့ဒါမှကျွန်တော်ကဘာထည့်မလို့ဒီကောင်ကထားပါတော့တရွေးဒါနမူနာထည့်တာပေါ့နော်တရွေးဒီလိုပုံစံထွက်လိုက်ကျွန်တော်ထည့်လိုက်တယ်ပြီးတော့မှဒီအောက်မှာဘာတွေပါမလဲဆိုတော့ထားပါတော့ဒါစိန်တိုင်းကြောက်လိုင်းတွေပါမယ်ပေါ့နော်ထားပါတော့ကျွန်တော်ကစိန်ကထားပါတော့ DK 3ဆိုတဲ့စိန်ပေါ့နော်DK 3ဆိုတဲ့စိန်သူ့ရဲ့စိန်ဈေးကိုကြတော့ကျွန်တော်ဘယ်အားယူမှာလဲသူကထားပါတော့ဒီ50စီ FBBS1 နဲ့ကျွန်တော်ယူမယ်အဲ့တော့ distraction တွေမှာကျွန်တော်ခုနကဒီစိန်နဲ့ပတ်သက်တဲ့ information တွေရေးလို့ရထားပါတော့ဒီကE ကလားထားပါတော့ F ထားပါတော့ shade က RD ပေါ့နော်နမူနာဒါအဲ့တော့ certificate ပါလား certificate ပါတယ်ဆိုရင်ထားပါတော့နော် GIA .0099999 အစတည်းတဲ့အဲ့တော့အပွင့်ကဘယ်နှပွင့်လဲဆိုတော့တစ်ပွင့်ပေါ့နော်အဲ့တော့အချိန်ကဘာနဲ့တွက်မှာလဲထားပါတော့ယတိနဲ့လားစသည်ထွက်ပေါ့နော်โอเคဒီကောင်းကိုထားပါတော့ကျွန်တော်ကတရဒီပဲဆိုပါတော့เนาะ RD ပဲဆိုပါတော့RD ဆိုသူက20နဲ့မှ2သိန်းဝယ်ပေါ့နော်အစသည်တဲ့ဒီလိုပုံစံရှိလိမ့်မယ်เนาะ22သိန်းဝယ်အဲ့မှာကျွန်တော်ဟုတ်ပြီဒီစိန်ပေါ်မှာသူ့ကိုကျွန်တော်က9000 short ပေးခြင်းတယ်ပေါ့နော်9000 short ပေးခြင်းတယ်ဘလို့အဲ့တော့ကျွန်တော်ဒီ extra unit price ဆိုတဲ့နေရာမှာကျွန်တော်ကအနှုတ်ပလာထည့်လိုက်မယ်ဆိုတော့အနှုတ်9000ထည့်လိုက်မယ်เนาะဒီလိုပေါ့ဒါဆိုရင်22သိန်းပဲကြာတော့မယ်ပေါ့နော်ဒီလိုပုံစံထွက်သွားလိမ့်မယ်ဒါကကျွန်တော်ရဲ့ဒီ unit price ပေါ်မှာ extra unit price ပေါ်မှာကျွန်တော်ဒါ adjust လုပ်ပေးတာ custom မှာဒီလိုပုံစံထွက်မှာပေါ့နော်အဲ့ဒါကိုမှဟုတ်ပြီကျွန်တော်ကထပ်ပြီးတော့ထည့်အောင်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ထားပါတော့DK4
ထားပါတော့ဒီကောင်ကဒီထဲရပါတော့ထားပါတော့ဒီကောင်ကG ကာလာ BB S1 ထားပါတော့နော်ဒီမှာတော့ကိုမှတ်ချင်တာတွေမှတ်လို့ရတယ်ဒီကောင် certificate မပါဘူးမထည့်တော့ဒီကောင်ဘယ်နှပွင့်လဲဆိုတော့ထားပါတော့ဒီကောင်က10ပွင့်0 point ထားပါတော့เนาะ1 CD ပဲဆိုပါတော့เนาะ CD ပဲဆိုပါတော့ဒါဆိုရင်သူကဘယ်လောက်ကြလဲဆိုတော့ဒါ3400ပဲကြာတယ်ဗောနော်3000ဟုတ်ဒီကောင် 0.1 ဆိုတော့ကျွန်တော်ဒီမှာဘာနဲ့သတ်မှတ်ထားခဲ့ရလဲဆိုတော့ခဏเนาะဒီကောင်ကိုကြည့်လိုက်တော့ဒီကောင် CD နဲ့သတ်မှတ်ထားခဲ့8သိန်းခွဲလို့သတ်မှတ်ထားကျွန်တော် 0.1 မလို့ဒီလောက်ပဲကြာတယ်โอเคဒါမှမဟုတ်ထားပါတော့0.5โอเคခဏကျွန်တော် DCD မှာတော့ကျွန်တော်ဒါ grand price ရှိမယ်လေလို့ကျွန်တော်ကလောလောဆယ်ဒီကောင်းရေကောင် calculation မှာ grand price CD โอเคဒီလိုပုံစံထွက်ခုန grand price ကမှားနေတာမို့လို့ပေါ့နော်အဲဒီတော့ထားပါတော့ကျွန်တော် 0.1 โอเคနာဒီလိုပုံစံထွက်လိုက် 0.1 เนาะတရရီကို8သိန်းခွဲ 0.1 ရရီမို့လို့သူက8000ခွဲကြာတယ်ဗောနော်ဒီလိုပုံစံထွက်လိုက်မယ်အဲ့မှာကျွန်တော်တို့ဒါဒီစိန်ပေါ်မှာကျွန်တော်တို့တွေကတတ်မှတ်ထားတဲ့စိန်သေးပေါ်မှာအတိုးလျှော့တွေလုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီကနေလာပြီးတော့ဒါလုပ်ပေးရမှာဗောနော်ဒီကောင်ကနေကျွန်တော်တို့လာပြီးတော့အတိုးလျှော့တွေလာကစားပေးမယ်ဒါဆိုလို့ရှိရင်เนาะဒါကျွန်တော်တို့တွေကသူ့ရဲ့เนาะဒီအထည်ချင်းစုစုပေါင်းထည့်လိုက်တဲ့အချိန်မှာဒီတရားနယ်မှာကျွန်တော်တို့ဘာတွေနှုတ်သွားလဲဆိုတော့ဒီကြောက်ချိန်တွေနှုတ်ပြီးတော့မှဒီပုံစံလေးရမယ်ပေါ့နော်ဒါအတင်ရွှေရလိုက်အဲ့ဒါပြီးတော့မှကျွန်တော်ဒါစေးလိုက်မယ်ဆိုလို့ရှိရင်เนาะဒါကဒီအထည် product ပေါ့နော်ဒီစိန်နဲ့သက်ဆိုင်နဲ့ကြောင်နဲ့သက်ဆိုင်နဲ့အထည် product တွေကျွန်တော်တို့ကတိဆောက်လို့ပြီးသွားလိမ့်မယ်ပေါ့အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကထားပါတော့ diamond product ဆောက်ခြင်းနဲ့ထားပါတော့ဒီတရားစီးပဲဆိုပါတော့အဲ့ဆိုကျွန်တော်က diamond ဆိုတာရွေးလိုက်မယ်အဲ့တော့ diamond စိန်နေဆိုလို့ရှိရင်တေချာကျွန်တော်တို့က carat ဒါမှမဟုတ်ရင်ယရီနဲ့ကျွန်တော်တို့ကဒါကောင်းလောက်ရမယ်ပေါ့နော်ထားပါတော့ကျွန်တော်ကယရီနဲ့ကောင်းလောက်မယ်အဲ့တော့ဒီမှာ category မှာဒီ RA M1D diamond ဆိုတဲ့ဟာလေးထွက်လိုက်မယ်ပြီးတော့မှကျွန်တော်တို့တိုက်ရွေးမယ်တိုက်ကသူကဘယ်တဲ့ရလဲထားပါတော့ဒီ90ဒီ BS1 နဲ့အဲ့တော့ကာလာကဘာကာလာလဲဆိုတော့ထားပါတော့ E ကာလာclarity က BBS1 pattern ကထားပါတော့เนาะကျွန်တော် Excel shape က RD certificate ပါကျွန်တော်ထည့်မယ် certificate ပါရင်မထည့်ဘူးပေါ့နော် certificate ပါရင်ထည့်မယ်မပါရင်မထည့်ဘူးဒီလိုပုံစံထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကထားပါတော့เนาะဒီတရား JK something ပေါ့နော်ဒါကတော့ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်เนาะဒီလိုပုံစံလေးဒါဆိုရင်ကျွန်တော်ကဒါစိန်ဆိုတဲ့ product လေးကိုကျွန်တော်တို့ကဒါတိဆောက်လို့ပြီးသွားတယ်ဒါ product ဆောက်တဲ့အပိုင်းပဲရှိတယ်ကျွန်တော် store တွေဝင်မလာသေးဘူးကျွန်တော်တကယ်တော့ဝယ်ရအောင်ပါပေါ့နော် purchase လုပ်ရမှာအဲ့တော့ဒီလိုပုံစံလေးတွေ product ဆောက်လို့ရပါတယ်เนาะ